ကဘာတမိုင်းမှာစစ်ပွဲကြီးတစ်ခုအဆုံးသတ်သွားတဲ့အခါလူသားတွေဟာငင်းချမ်းရဲ့တန်ဖိုးကိုအလွန်တန်ဖိုးထားတတ်ကြပါတယ်။ဒီဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုအမှတ်ရခြင်းနဲ့ငင်းချမ်းရဲ့ကိုထိန်သိမ်းခြင်းဟာမျိုးဆက်သစ်တဲ့အတွက်အမြဲတမ်းသင်ခန်းစာဖြစ်နေခဲ့ပါတယ်။နိုဝင်ဘာ17ရက်မှာတော့ကဘာကြီးကိုလှုပ်ခတ်စေခဲ့တဲ့ပထမကဘာစစ်တီတရားဝင်အဆုံးသတ်ခဲ့တဲ့တမိုင်းဝင်အချိန်ကိုအမှတ်ရစေပါတယ်။1918ခုနှစ်ဤနေ့17နာရီမှာစစ်ပြေငင်းရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးကဘာကြီးဟာငင်းချမ်းရေးဤတိတ်ဆိတ်မှုကိုပြန်လည်ခန်းစားခွင့်ရရှိခဲ့ပါတယ်။ဒီနေ့ကိုကဘာတဝန်းမှာစစ်ပြေငင်းရေးနဲ့ Armistice Day စစ်ပြန်များနဲ့ Veterans Day နဲ့အောက်မေ့ဖွယ်နဲ့ Remembrance Day အဖြစ်နိုင်ငံအလိုက်ဂုဏ်ပြုဆင်နွှဲကြပါတယ်။စစ်ပွဲတွေမှာပါဝင်ခဲ့တဲ့စစ်သေးတော်များတဲ့အနစ်နာခံမှုကိုဂုဏ်ပြုခြင်းနဲ့အတူအနာဂတ်မှာစစ်ပွဲများမဖြစ်ပွားစေဖို့အတွက်ငြိမ်းချမ်းရေးကိုတန်ဖိုးထားဖို့ကိုလည်းဒီနေ့ကပြက်ပြက်သားသားတတိပေးနေပါတယ်။တင်တော့ကဘာကြီးငိမ့်ချမ်းရေးအတွက်ဘလို့မျိုးအပြုအမူလေးတွေလှုပ်ဆောင်နိုင်မယ်လို့ထင်ပါတယ်။မက်ချစ်မှာပြောပြပေးခဲ့အောင်နော်။